စစ်တပ်ကဘုံကျဲလို့သေဆုံးကြရတဲ့အပြစ်မဲ့ပြည်သူတွေစစ်တပ်ကမီးရှို့လို့မီးလောင်သွားတဲ့အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေပျက်စီးဆုံးရှုံးမှုတွေများစွာရှိနေတာဟာလူတိုင်းသိကြတယ်ပေါ့နော်ဒီပုဂ္ဂိုလ်တွေကြတော့ဒီလိုဆုံးရှုံးမှုတွေရှိတဲ့စစ်ဘေးသင့်ပြည်သူတွေကြတော့ဘယ်သူမှတွားရောက်ပြီးတော့ထောက်ပံ့မရဲကြပါဘူးခင်ဗျားတို့ပြောမှဆိုလို့ရှိရင်ဦးဇင်းတို့ခုစစ်ဘေးသင့်လို့ရှောင်တိန်နေကြရတဲ့စစ်ဘေးရှောင်တွေလည်းများစွာရှိတယ်စစ်တပ်ကမီးရှို့လို့ပျက်စီးဆုံးရှုံးထားတဲ့ရွာပေါင်းလည်းများစွာရှိတယ်စစ်တပ်ကလေရင်နဲ့အနိုင်ကျင့်ပြီးတော့ဘုံကျဲလို့ဘုံစာမှန်ပြီးတော့မှသေဆုံးကြရတဲ့အပြစ်မဲ့ပြည်သူကလေးသူငယ်များစွာရှိတယ်ဘယ်မှာလဲလို့တော့မမေးနဲ့နော်ကုလလောဆင်မှာပဲဝန်းတို့မှာလေရင်နဲ့ဘုံကျဲလို့ကလေးတွေရောမြို့သမီးတွေရောမြို့သားတွေရောများစွာသေဆုံးကြရတယ်ဒါတွေကြတော့ခင်ဗျားတို့ထောက်ပံ့ရေးဓမ္မတွေကလှည့်လျူရှုနေကြတယ်ဒါတွေကိုမထောက်ပံ့နိုင်ပါဘူးကွာသူတို့ကကိုတစ်ဖက်နဲ့တစ်ဖက်ရန်ဖြစ်နေကြတာပဲတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်နေကြတာပဲထောက်ပံ့စရာမလိုဘူးပေါ့ဒါနဲ့တဘာဝဘေးဒဏ်နဲ့မတူဘူးဆိုတဲ့အမြင်တွေတဘာဝဘေးဒဏ်ကတဘာဝကြောင့်ဖြစ်တဲ့အတွက်ကြောင့်ကုညီတဲ့နဲ့ထောက်ပံ့တဲ့နဲ့လို့ခင်ဗျားတို့ရဲ့စိတ်ထဲမှာမြင်ပြီးတော့ကုညီထောက်ပံ့နေတာဟုတ်ပြီတဘာဝဘေးဒဏ်လည်းပဲကုညီထောက်ပံ့ရမှာပဲအခုလိုနော်အယုဒ္ဓမာမင်းအောင်နိုင်တပည့်တာသမီတွေကအခုလိုဘုံတွေကျဲလေးနဲ့ကျဲပြီးကမှသေဆုံးသွားတဲ့အပြစ်မဲ့ပြည်သူတွေကိုလည်းပဲခင်ဗျားတို့ထောက်ပံ့ရရမှာပေါ့ဗျာ